အယောင်ထွက်ဖို့မလွယ်ကူဆိုတဲ့စကားထက်ကျွန်တော်အယောင်ထွက်လာရင်လေမိသားစုဘဝပျော်ရွှင်စွာဖန်တီးလို့ကောင်းတော့ကျွန်တော် 9 Avenue ကျွန်တော် resident ရဲ့ area လေးမှာရောက်ရှိနေရဗျဟုတ်ကဲ့မင်္ဂလာပါကျွန်တော် master ဆက်ပါဒီနေ့တော့ကျွန်တော်ဒီအိမ်ယာဝင်းထဲမှာရှာပပအယောင်ကျွန်တော်အိမ်လေးနှလုံးထွက်လာခဲ့တယ်ဗျကျွန်တော်ဒီအိမ်လေးကတော့ကျွန်တော်နောက်မှာစမ်းကြောင်း area ပါမယ် landscaping ရဲ့ကျွန်တော်တို့ area လေးပါမယ်ကျွန်တော်တို့ land အနေနဲ့လမ်း3ဘက်ပွင့်နေဆိုတဲ့အနေအထားတစ်ခုကိုပိုင်ဆိုင်ထားရဗျမြေအခြေအနေနဲ့ကျွန်တော်တို့ပေ50 60ဆိုတဲ့ area ပေါ်မှာကျွန်တော်တို့အဆောက်အဦလေးတစ်လုံးတိဆောက်ပေးထားရဗျမြေမျိုးစားအနေနဲ့ကျွန်တော်တို့ KM မြေပြိုးစားဖြစ်တဲ့နောက်တစ်ခုကကျွန်တော်တို့တဘာဝနဲ့ထိတွေ့လို့အကောင်းဆုံးသောကျွန်တော်တို့ဗလာလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရာသီဥတုနေထားရလဲကျွန်တော်ပြည်ဦးနေမျိုးလေးဆိုတာအင်တာမနေလို့ထိုင်လို့ကောင်းသောကျွန်တော်စိတ်ချမ်းသာပျော်ရွှင်ပွဲကောင်းသောနေရာလေးတစ်ခုပါဒီရဲ့ကျွန်တော် resident ရဲ့ area လေးပါအားသာချက်တွေမြောင်များစွာရှိတယ်ဗျအဲ့တော့ကျွန်တော်ပြည်ဦးနေဆိုတဲ့တောင်ပေါ်မျိုးလေးမှာတော်တော်များများက second home ဖြစ်လာရောက်ပြီးကျွန်တော်နေထိုင်တော့လဲမိမိရဲ့အိမ်ကိုကျွန်တော်တန်ရှင်းမှုအတွက်ကျွန်တော်ဝန်ဆောင်မှုတွေရှိတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်အိမ်ရဲ့ landscaping ဘိုင်းတွေကိုပြန်လဲပြုပြင်ရတဲ့အပိုင်းတွေရှိတယ်ဗျအဲ့တော့ကျွန်တော်ဒီရဲ့ 9 Avenue resident ရဲ့ကျွန်တော်အိမ်ယာဝင်းထဲမှာဆိုရင်တော့24 hour ကျွန်တော် security တွေရှိတယ်ပြီးသွားရင်ကျွန်တော်တို့ကဒီရဲ့အိမ်ယာဝင်းထဲမှာပဲကျွန်တော်24 hour အိမ်ကိုကျွန်တော်တို့ကတန်ရှင်းမှုလုပ်ချင်တော့၎င်းမိမိအနေနဲ့ကျွန်တော် landscaping ဘိုင်းကိုပြန်လဲပြုပြင်ချင်တော့၎င်းကျွန်တော်တို့ကပြုပြင်ပေးလို့ရတယ်ဗျဆိုလိုချင်တာကမိမိအနေနဲ့ကျွန်တော်တို့က second home ဖြစ်လာရောက်ပြီးအနားယူပါမယ်ဆိုမှအိမ်ကိုကျွန်တော်တို့ကတန်ရှင်းရေးလုပ်အောင်နောက်တစ်ခုအနေနဲ့ကျွန်တော်အိမ်ရဲ့ကျွန်တော် landscaping ဘိုင်းကိုကျွန်တော်တို့ကပြန်လဲပြုပြင်အောင်ဆိုတဲ့အချိန်တွေကိုကုံဆုံးစရာမလိုဘဲနဲ့အစင်သင့်လာရောက်ပြီးတော့မှအနားယူအပန်းဖြေလို့ကောင်းတော့ကျွန်တော်တို့ villa လေးတစ်ခုဆိုပြီးတော့မှညှို့စုပြရစီအဲ့တော့ကျွန်တော်ဒီရဲ့အိမ်ယာဝင်းထဲမှာဆိုရင်တော့ပေ50 60ဆိုတဲ့ကျွန်တော်ယခုလိုအဆောက်အဦတစ်လုံးပါမယ်ကျွန်တော်အခန်းအနေနဲ့ကတော့အောက်ထပ်မှာက master bedroom အနေနဲ့တစ်ခန်းပါမယ် single room တစ်ခန်းပါမယ်ပြီးတော့ကျွန်တော် kitchen dining ရဲ့ area ပါမယ် living room ရဲ့ area ပါမယ်အပေါ်ထဲမှာကတော့ master bedroom အနေနဲ့ကျွန်တော်တို့အခန်းကျယ်တစ်ခန်းပါမယ် air con တွေတက်ဆင်ပေးထားတဲ့ veranda တွေကျွန်တော်တို့ကိုစီပါမယ်ပြီးတော့ကျွန်တော်တို့က single room နောက်ထပ်တစ်ခန်းဆိုတဲ့အတွက်ကျွန်တော်ဒီရဲ့အိမ်ယာဝင်းထဲမှာကကျွန်တော်ဒီအိမ်ထဲမှာက master နှစ်ခန်း single နှစ်ခန်းဆိုတဲ့အတွက်လုံလောက်မှုရှိသောနေရာအနေထားလေးတစ်ခုပါကျွန်တော်မိတ်ဆွေများကတသက်တာကျွန်တော်တို့ကပင်ပန်းလာသမျှကိုစိန်ခံမှုအတွက်ကျွန်တော်တို့အိမ်ကောင်းကောင်းလေးတစ်လုံးတော့လိုအပ်တယ်ဗျဒီအိမ်လေးကိုခေါ်ထားတဲ့ဈေးနှုန်းက3650ပဲခေါ်ထားပါတယ် shorting တော့ကျွန်တော်ပပဲရှိမယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးရတဲ့အတွက်ကျွန်တော်မိတ်ဆွေများအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ဗျ